မန်အောင်မဲဆန္ဒနယ်မှာဥကျော်တန်းမင်းများမှုဖြစ်ပါတယ်လေးစားရပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များအထူးဖိတ်ကြားထားသောအသည့်တော်များအားလုံးကျက်တည်မင်္ဂလာဖြာဖြာနဲ့ပြည့်စုံနိုင်ပါစေကြောင်းဥစွာပဏာမခါဝပြုလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အခိုင်ပြည်နယ်မန်အောင်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တန်းဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ရင်းနှီးသွားမဲ့မိခွန်းကတော့ဘုရားရှင်မြတ်ရရှိရဲ့နဲ့ပတ်သက်၍မြင်းမြန်သွားမှာဖြစ်ပါတယ်လေးစားရပါတော့ဥက္ကဋ္ဌကြီးခင်ဗျာဘုရားရှင်တန်အားဟာပညာရေးကျမ်းမာရေးအတွက်၎င်းအပြင်ပြည်သူများအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။မောင်ကျွန်းဟာဆိုလို့ရှိရင်ကျွန်းလက်တစ်ခုဖြစ်ပြီးလမ်းပန်းဆက်သွယ်ရဲ့အလွန်တရာခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ကျေးရွာပေါင်း163ရွာရှိပြီးမြို့ပေါ်ရပ်ကွက်9ရပ်ကွက်နဲ့အုပ်စု36အုပ်စုရှိကလူဦးရေပေါင်း69,996ဦးနေထိုင်တဲ့အချိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။မောင်မြို့နယ်မှာတရားစစ်တမ်းအားကိုရခိုင်ကဒီဇယ်အင်ဂျင်30မြောက်ကိုအသုံးပြုရဲ့တရားစစ်တမ်းအားပေးခဲ့ကြလို့တရားစစ်တမ်းအားသုံးစွဲခွင့်ရရှိခဲ့ပါတယ်။လေးစားရပါသောဥက္ကဋ္ဌကြီးခင်ဗျာ။NLDအစိုးရလက်ထက်မှာမအောင်မြို့နယ်ခေါင်းမို့ကျေးရွာ၌2018ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာနေအောင်ချီစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကိုတည်ဆောက်ခဲ့ပါတယ်။တစ်နှစ်အကြာ2019ခုနှစ်2019ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာမြို့ပေါ်9ရပ်ကွက်ကိုစမ်းသပ်ပြင်လိုက်ခဲ့ပါတယ်။ဒီနောက်23ရက်17လ2019ခုမှာလည်းကျေးရွာ3ရွာကိုပါဆက်ပြီးပြင်နိုင်ခဲ့ပါတယ်။ပြည်သူတွေဟာတရားစစ်တပ်အားကိုရခိုင်ကားထက်ပို၍သုံးစွဲခွင့်ရရှိလာတဲ့အတွက်အလွန်တရာဝမ်းသာမဆုံးဖြစ်နေတဲ့အချိန်မှာပဲ2020ခုနှစ်ဇူလိုင်လ20ရက်နေ့မှာတော့ PCSPB ပန်နယ်ရှိစကတ်ကြမှာကပါစီတာချိုးရင်ပြီးဓာတ်ပြတ်တော့ခဲ့ရပါတယ်ပြတ်တောက်ရတဲ့အကြောင်းရင်းမှာဘယ်ထီအိုးများအရေးသွင်းညံ့ဖြစ်လို့ဖြစ်တယ်ဆိုပြီးသိရပါတယ်ဒီအရေးသွင်းညံ့ဖြစ်တဲ့ဘယ်ထီအိုးတွေကိုအသစ်ပြန်လေပြီးအစားထိုးပေးမယ်ဆိုရင်တော့ဒါစစ်တန်းအားပြန်လေပေးနိုင်မယ်ဆိုတာကိုသိချရပါတယ်ကျွန်တော်မိခွန်းတင်တဲ့အချိန်မှာတရားစစ်တန်းအားရရှိမှုအခြေအနေကတော့ရက်ွက်အလိုက်အလှည့်ကျစနစ်ဖြင့်နေ့ဖက်တွေတနာရီ15မိနစ်ညဖက်၌တနာရီ15မိနစ်သာရရှိနေပါတယ်တရားစစ်တန်းအားသည်ပြည်သူများအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့ပြည်သူများရဲ့ကိုယ်စားအောက်ပါမေးခွန်းများကိုမြင်မြန်လိုပါတယ်။နံပါတ်1ခုံးကိုကြည့်ရနိုင်ရှိသောနေအောင်ချီစွမ်းရည်သုံးစက်ရုံအားတရားစစ်တမ်းအားဖြန့်ဖြူးပေးနိုင်ရန်အတွက်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိနဲ့နံပါတ်2အကယ်၍အစီအစဉ်ရှိပါကမိသည့်ဗန္ဒာနှစ်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါသဖြင့်မေဆန္ဒရှင်ပြည်သူများရဲ့ကိုယ်စားဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့လေးစားစွာဖြင့်မြင်မြန်အပ်ပါတယ်ခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်တက်စင်နဲ့စွမ်းရည်ဝန်ကြီးဌာနကဖြည့်ချမ်းရန်ဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့တော်ဥက္ကဋ္ဌကြီးပြည်သူ့တော်ကိုယ်စားလှယ်များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်သပါတယ်ရခိုင်ပြည်နယ်မောင်မြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တန်းမေးမြန်းတဲ့မောင်မြို့လက်စင်မီရရှိတဲ့အတွက်ခုံးမော်ကြီးရာ၌ရှိသောနေအောင်ကြီးစွမ်းတုံဆက်ယုံအားဆက်စစ်တာအဖြန့်ပြုနိုင်ရန်အတွက်လှုပ်ဆောင်ပေးရန်အစီအစဉ်ရှိမရှိနဲ့အစီအစဉ်ရှိပါကမိသည့်ဗန္ဒာနဲ့တွင်လှုပ်ဆောင်ပေးမည်ကိုသိရှိလိုခြင်းကျေပွင့်ပြမေးခွန်းနဲ့ဆက်လျင်ပြီးလက်စင်နဲ့စွမ်းဝန်ကြီးဌာနမှကျွန်တော်ဒုတိယဝန်ကြီးဦးအေးကျော်ကရှင်းလင်းပြကြတော့မှာဖြစ်ပါတယ်ရခိုင်ပြည်နယ်မောင်မြို့အား24နာရီလက်စစ်တာဖြန့်ဖြူးနိုင်ရေးအတွက်ကိုမောင်မြို့ခေါင်းမို့ကျေးရွာမှာပြည်ပြီး5ကီလိုဝတ်ဆိုလာဘက်ထရီနဲ့ဒီဇယ်3 hybrid system ဒါပေးစက်ရုံကိုမြန်မာရေနံ
နဲ့တဘာတန်းငွေလုပ်ငန်းနဲ့အကျိုးတူပေါင်းဆောင်ရွက်ရှိတဲ့ POSCO International Corporation မှရွှေတဘာတန်းငွေစီမံကိန်းရဲ့လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်ဖြင့်တည်ဆောက်ခဲ့ပြီးတော့မှ2019ခုနှစ်နိုဝင်ဘာ23ရက်နေ့မှာစပြီးတော့မှမြို့ပေါ်ရက်ကွက်5ခုနဲ့2019ခုနိုဝင်ဘာ23ရက်နေ့မှာစက်ရုံဒီမှာရှိတဲ့ကျွေးရ400ကိုတားဖြန့်ဖြူးပေးခဲ့ပါတယ်။ POSCO ဒေဘူးကုမ္ပဏီပြည်သက်မှလှူဒန်းခဲ့တဲ့ 5kV solar power plant မှာ PV panel မှာရှိတဲ့ capacitor ချို့ယွင်းမှုကြောင့်၎င်း lead acid battery များရဲ့လျှက်စစ်တူလောင်နိုင်မှုစွမ်းရည်ကျဆင်းမှုကြောင့်၎င်း 625kVA ဒီဇယ်တာအားပေးဆက်ချို့ယွင်းမှုကြောင့်၎င်း2022ခုနှစ်ဇူလိုင်လမှစပြီးတော့မှတာအဖြစ်ပြုပေးနိုင်ခြင်းမရှိတော့ပါသဖြင့်ပြန်လည်ပြုပြင်နိုင်တဲ့အတွက်ကိုညှိနှိုင်းခဲ့ပြီးတော့မှ POSCO ဒေဘူးကုမ္ပဏီလီမိတက်မှပြည်တွင်းမှာရှိတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ KSC ကုမ္ပဏီလီမိတက်အားတောင်းပေးရခဲ့ကြောင်းသိရှိရပါတယ်။ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်မှာပြုပြင်ခြင်းပထမအဆင့်အနေနဲ့အင်ပါတာများနဲ့ 625kV ဒီဇယ်သားပေးဆက်အတစ်လဲလှယ်ပြုပြင်ခြင်းနဲ့ဒုတိယအဆင့်အနေနဲ့ဘက်ထရီများအစားထိုးလဲလှယ်ပေးခြင်းလုပ်ငန်းများကို POSCO International Corporation ကအစီအစဉ်ဖြင့်ဆောင်ရွက်ပေးရန်သဘောတူစီစဉ်ထားရှိခဲ့ပါတယ်။ပြုပြင်ခြင်းပထမဆင့်ရအင်ပါတာများနဲ့ 625kV ဒီဇယ်သားပေးဆက်အတစ်သက်ဆိုင်ခြင်းအား2023ခုဒီဇင်ဘာ20ရက်နေ့မှာဆောင်ရွက်ပြီးစီးခဲ့ပြီးတော့မှပြုပြင်ခြင်းဒုတိယအဆင့်အရဘက်ထရီများဆက်လက်အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကိုရခိုင်ပြည်နယ်မှာအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့နေမြေဒေသအခြေအနေများကြောင့်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲယာယီရပ်ဆိုင်းခဲ့ရပါတယ်။ဘက်ထရီများအစားထိုးလဲလှယ်မှုလုပ်ငန်းများမရှိရရှိခြင်းကြောင့် solar hybrid စနစ်ဖြင့်တာပြနိုင်ခြင်းမရှိဘဲအတစ်လဲလှယ်တက်ဆင်ပေးထားတဲ့ 625kV ဒီဇယ်တာအပေးဆက်ဖြင့်တာ2024ခုဇန်နဝါရီ1ရက်နေ့ကစပြီးတော့မှမောင်းနေပြီးတော့မှဒါပြန်လဲဖြန့်ဖြူးပေးခဲ့ရပြီးတော့မှလက်ရှိအချိန်မှာမောင်မြို့ပေါ်ရက်ွက်5ခုနဲ့ကျွေးရ400ကိုအုပ်စု4ခုခွဲပြီးတော့မှတရက်ကိုအုပ်စု2စုကိုတာပေးနိုင်ခဲ့ပြီးတော့မှအုပ်စု1စုကိုညအချိန်မှာတနင်္ဂနွေခွဲလုံးဖြင့်တာအလှည့်ကျအတာပေးရရှိပါတယ်တို့ဖြစ်ပါပြီဆိုလာနဲ့ဘက်ထရီနဲ့ဒီဇယ်ဆက် hybrid system ဖြင့်အပြည့်အဝပြန်လဲမောင်းနေတာပေးနိုင်တဲ့ကိုဒုတိယအဆင့်အနေနဲ့ဆောင်ရွက်ပေးရန်ကြံရှိတဲ့ဘက်ထရီများအစားထိုးလဲလှယ်ပေးခြင်းလုပ်ငန်းကိုဒီဘဏ္ဍာနှစ်ဖြစ်တဲ့2026-29ဘဏ္ဍာနှစ်အတွင်းမှာဆောင်ရွက်ပေးတော့မှာဖြစ်ပြီးတော့မှအဆိုပါဘက်ထရီလဲလှယ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးကမှာဒီ PP5K လို့ကဆိုလာဘက်ထရီနဲ့ဒီဇယ် hybrid system အားမောင်းနေပြီးမန်အောင်မြို့အားပုံမှန်ဒါအဖြစ်ပေးနိုင်ပြီဖြစ်ပါကြောင်းကြေညာပါတယ်